ကျွန်တော်ဒီဗီဒီယိုမှာ Python programming language ကိုသုံးပြီးတော့မှဘာတွေလုပ်လို့ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ရှင်းပြပါမယ်ကျွန်တော် Python နဲ့ website တွေရဲ့ backend တွေရေးလို့ရတယ်နောက်တစ်ခုကခါကျတော့ Python library ကိုသုံးပြီးတော့မှကျွန်တော်တို့ဒီ game တွေရေးလို့ရတယ်နောက်တစ်ခုက Tkinter library ကိုသုံးပြီးတော့မှကျွန်တော်တို့ desktop application တွေကျွန်တော်ရေးလို့ရပါတယ်ပြီးတော့နောက်တော်တော်များများလုပ်လို့ရတယ် Python နဲ့ဒါပေမဲ့သူ့ရဲ့ဒီ level တစ်ခုချင်းစီပေါ်မှာအားသာချက်အားနည်းချက်တွေတော့ရှိတာပေါ့ဗျာနော်။ဘာကြောင့်မလဲဆိုတော့ဘာကြောင့်ဘာလို့မို့အဲ့လိုမျိုးလုပ်လို့ရနေတယ်ဆိုတော့ခါကျသူ့ကိုတီထွင်တဲ့ URL ကိုနိုင်ကကျွန်တော်ဒီ website ရေးဖို့အတွက်လည်းမဟုတ်ဘူး။ခင်ရေးဖို့အတွက်လည်းမဟုတ်ဘူး။ပြီးတော့ data science တွေပါတယ်သုံးဖို့တော့မဟုတ်ဘူး။သူ့ရဲ့အဓိက URL ကိုနိုင်ကသူ general purpose language ဖြစ်ပါတယ်။နေရာဆုံးမှာသုံးဖို့အတွက်ရည်ရွယ်ပြီးတော့မှထုတ်ထားတယ် programming language ဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်ကနေရာဆုံးမှာသုံးလို့ရတယ်ခုနကကျွန်တော်ရှေ့မှာပြောသလိုပဲအားသာချက်အားနည်းချက်တွေတော့ရှိပါတယ်ကျွန်တော်စီမှာလည်း Python programming သင်တန်းလေးဖွင့်ဖို့ရှိပါတယ် Match ၄ ရက်နေ့စပါမယ်အချိန်လေးကတော့ကျွန်တော်ညနေ4 နာရီကနေပြီးတော့မှ9 နာရီခွဲထိဖြစ်ပါတယ်သင်တန်းကာလကတော့တစ်ပတ်ကို2 ရက်တစ်ရက်ကို1 နာရီခွဲနှုန်းနဲ့ကျွန်တော်10 ပတ်ကြာပါမယ်ဗျ level လေးက4ခုရှိပါတယ်အဲ့တော့သင်တန်းလေးဆက်သွယ်စုံစမ်းခြင်းလို့ရှိရင်ကျွန်တော်တို့ရှိမှာစုံစမ်းလို့ရပါပြီဒီဗီဒီယိုလေးကိုအခြေပေးပြီးကြည့်ရှုတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်